The year 2025 for me is an eye-opening. The year 2025 was the amazing year for me. My life ကိုကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့လို့ describe လုပ်ချင်ပါတယ်ဟုတ်2025ကိုစကလုံးတစ်လုံးနဲ့ဖော်ပြရမယ်ဆိုရင်တော့တန်ဝေကလို့ဖော်ပြချင်ပါတယ်ဘာလို့လဲဆိုတော့2025မှာဆုံးရှုံးမှုတွေလည်းအများကြီးရှိခဲ့တယ်အခက်အခဲတွေလည်းရှိခဲ့တယ်ပေါ့နော်မနှက်ပြန်နေရလည်းမတိကြဘူးဆိုတာကိုငလျင်လောက်ပြီးတော့ပိုတိလာရတယ်ဘသူတွေကိုတန်ဖိုးထားရမလဲဆိုတာလည်းပိုပြီးတိလာရတယ်ကလေးတွေကိုလည်းပိုပြီးတော့ချိန်ပေးဖြစ်တယ်ပေါ့နော်မိသားစုနဲ့အတူတကွရှိနေရလို့လည်းကိုယ့်ကိုယ်ကန်ကောင်းတယ်လို့ခံစားရတယ်ပေါ့အဲ့ဒီအတွက်2025ကိုတော့တန်ဝေကလို့ပဲစကလုံးလေးပြီးချင်ပါတယ် I hope 2026 is less lighter and will bring joy and growth in every aspect of our lives. 2026မှာတော့ဒါကိုကျွန်မကဒီထက်ပိုပြီးတော့ပေါ့နော်တန်တန်မာမာကြမ်းမာမာပျော်ပျော်ရွှင်ရွှင်လေးနဲ့ကြီးပြင်းပြီးတော့သူနဲ့အတူတူပေါ့နော်ပျော်စရာတွေအမှတ်တရတွေကိုကျွန်မအများကြီးလုပ်နိုင်ပါစေလို့ဆုတောင်းနေပေါ့နော် So I want to go through 2026 with a lot of consistency. 2026မှာတော့ရည်မှန်းချက်တွေပြေဝတဲ့နှစ်တစ်နှစ်ဖြစ်ချင်ပါတယ် Go နှစ်တစ်စပေါင်းရတော့ဂျင်ဘီမိသားစုဝင်များနဲ့အတူခွန်ရသားများအားလုံးသိချင်ပါခြင်းကိုယ်ကျမ်းမာခြင်းကိုပြုလုပ်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရရှင်အားလုံးလည်းပျော်ရွှင်တဲ့နှစ်ဒီဖြစ်ပါစေလို့အားလုံးလည်းမမီတို့တွေလည်းဟိုမမီဖြစ်မှာမမီတွေရဲ့ပင်ပန်းမှုပို့ပြီးနားလည်လာတယ်ပေါ့နော်ဆိုတော့အဲ့တော့မမီလည်းအားလုံးကျမ်းမာပါစေဖြစ်ချင်တယ်လုပ်ချင်တဲ့ဆန္ဒတွေအားလုံးကိုလည်းလာမယ့်နှစ်မှာအကောင့်ထဲပေါ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် Happy New Year everyone and I wish you a happy and healthy year ahead. Yeah, wishing everyone have a happy, healthy and a prosperous year ahead. Happy New Year 2026. Yeah, love you all. Happy New Year, everyone! Happy New Year Happy New Year